ခုလော်ရာသီဥတုအကူပြောင်းတဲ့တုပ်ကွေးတွေပြန်ဖြစ်နေကြတာအဲ့ဒီမှာကျမလည်းပါဝင်မဲပေါ့နော်မနစ်ကဆိုရင်တုပ်ကွေးကခွဲစီထိုးမိသွားတာအဲ့ဒါနဲ့ဇွန်လလောက်မှာဖျားမှသတိရတယ်အဲ့ဒီဖျားတော့ဆိုရင်9ရက်လောက်ကိုမထနိုင်ဘူးတော်တော်ပြင်းပြင်းထန်ထန်ဖျားသွားတယ်ပေါ့နော်ဒီနေ့ဧပြီလကုန်မေလောက်ဆိုရင်တော့တုပ်ကွေးကခွဲစီထိုးမယ်လို့စဉ်းစားရတယ်တုပ်ကွေးကခွဲစီကဘယ်လိုမျိုးတွေထိုးတင်လဲဆိုရင်သက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာယောဂရှိရဲသူတွေရယ်ပြီးတော့ကိုခံကြတဲ့လူတွေပေါ့နော် HIV ယောဂရှိရဲသူတွေပြီးတော့ကင်ဆာဆေးသွင်းနေရတဲ့သူတွေနဲ့အဝါလွန်တဲ့သူတွေနှလုံးယောဂစီးချိုကြောက်ကက်ယောဂခံရှိတဲ့လူတွေထိုးတင်ပါတယ်ပြီးတော့ကိုဝင်ဆောင်နေဆိုလည်းဒီတုပ်ကွေးကဝယ်စီထိုးတင်တယ်ဒီတုပ်ကွေးလက္ခဏာအပြင်းထန်နိုင်ဆုံးဖြစ်တဲ့အသက်6လထက်ကလေးငယ်တွေနဲ့အသက်65နှစ်ထက်လူကြီးတွေကတော့ပို့ပြီးထိုးတင်တယ်ပေါ့နော်လူစုလူဝေးများတဲ့နေရာတွေမှာအလုပ်လုပ်ရတဲ့သူတွေပြီးတော့ကျန်းမာရေးဝန်ထမ်းတွေပေါ့အဲ့လိုလူမျိုးတွေလည်းပို့ပြီးတော့ထိုးတင်တယ်ကျမတို့နိုင်ငံရဲ့မိုးရာသီကဇွန်လလောက်မှာစတာဆိုတော့တုပ်ကွေးကကွယ်ဆေးအသစ်တွေကဧပြီလကုန်မေလောက်မှာ version အသစ်ထွက်တာများတယ်။အဲဒါကြောင့်တုပ်ကွေးကကွယ်ဆေးထိုးမယ်ဆိုရင်ဒီနှစ်တစ်နှစ်ရဲ့ဧပြီလကုန်မေလောက်မှာအသစ်ထွက်တဲ့တုပ်ကွေးကကွယ်ဆေးကိုပို့ထိုးသင့်ပါတယ်။ဒီတုပ်ကွေးကကွယ်ဆေးထိုးဖို့နေတဲ့ချိန်ကျရင်လည်းကျမသတိထပ်ပေးပါအောင်မယ်။ခုလောတုပ်ကွေးတွေပြန်ဖြစ်နေကြလို့လေအဲ့ဒါလေးလာပြောပြတာပါ။